ကြီးကျယ်လည်းဖွင့်အောင်တော့ဘာဖြစ်လို့ဂျူပီတာရင်မောင်တော့အောင်မျိုးမင်းတို့ဘာလို့လိုက်နေခုလည်းတို့ကတည်တယ်မမနဲ့ဒါပေမဲ့သူအကောင့်တို့ပေါ်နေတယ်တဲ့အဲ့ဒီအကိုထည့်ပေးပါလို့ဟိုမမနဲ့သူကကျွန်တော်တို့ဘက်ကကျွန်တော်တို့နဲ့တစ်ခွဲတည်းပဲလိုက်ပေါ်ကြရင်တော့မိုးမအောင်ဆဲနေပြီပဲဒါပဲပြောတယ်ဟလားဟုတ်ကဲ့ပါအမမောင်လေးတို့ဟိုကလောက်ဆရာရှိရလုံးနော်ရရင်မလည်းဒီမှာထမင်းဟင်းချက်ပြီးတော့မှထမင်းစားလိုက်အောင်နော်ဟိုပြောမလို့အဲ့ဒီအငုံမင်းအကောင့်တွေအကုန်ကြာနေဟုတ်တယ်မတိရနဲ့ဒီအကောင့်တွေမှာလာပြီးတော့ပေးလိုက်မယ်ဒီလားအဲ့အကောင့်လိုက်ကတ်တက်မှာပဲဒီနေ့သူနဲ့ဟိုကောင်နဲ့ရန်ပြစ်ထားတာဆိုတော့အဲ့တော့အဲ့ကောင်တထောင်းစားဘယ်လောက်တက်ဆိုမြန်မာနိုင်ငံဟိုလောက်ဆိုရင်တက်တယ်9နာရီ10နာရီလောက်ဆိုအဲ့ကောင်တက်တယ်ဒီလားအဲ့ဒါကြောင့်လို့ရှိရင်မအဲ့မှာမတက်လာခဲ့မယ်ဒီလားမအဲ့ကောင်ရဲ့ link ချပြီးမယ်နော်အခုမှထမင်းစားလိုက်အောင်နော်ကလေးတို့နော်ဒါပဲနော်ကျေးဇူးပဲနော်ဘယ်ငေါ့ဝိုင်းဖေးရလားအေးနာပြီမဟုတ်တယ်ဒီကောင်အကောင့်မတွေ့ဘူးအခုပြန်ချမတွေ့ဘူးကျွန်တော်အစား follow လုပ်တာဒီကောင်မတွေ့ဘူးလားဒီကောင်ပြတ်သွားတယ်လေအကောင့်ရက်ကိုဆိုလားမသိဘူးအကောင့်ကအခုဗာလဲယောကာဆိုလားမသိဘူးယောကာဆိုတဲ့အကောင့်တော့မသိဘူးမပြမယ်အဲ့ဒီအကောင့်တရောင်းသားရဲ့အကောင့်ကအဲ့အောင်မျိုးမင်းမဟုတ်တော့မပြမယ်အဲ့ဒါနောက်ထပ်အကောင့်တစ်ကောင့်နဲ့အဲ့ကောင်တက်နေတာမပြမယ်ဂျူပီတာရင်မောင်ကပြောနေတာအောင်မျိုးမင်းအကောင့်ကြောက်ပါတယ်ပြောနေတာအောင်မျိုးမင်းအကောင့်ကြောက်ပါတယ်ပြောနေတာဒီအောင်မျိုးမင်းလိုက်တက်မှာပြီလားအဲ့အောင်မျိုးမင်းလိုက်ကြလို့ရှိရင်ဝင်မှုဝေကြမယ်အတော်ပဲကိုလင်းကလည်းဟိုဗာလဲမလွတ်လိုက်မလွတ်ဘူးဆိုတော့လေပြီလားအဲ့တော့လိုက်ကတော့မှုဝေဆရာဆိုလို့ငစားရယ်အောင်မျိုးမင်းရယ်ရှိပြီပြီလားအဲ့လိုက်အဲ့ချမ်းမြင့်နဲ့တငယ်ချင်းအဲ့ကောင်းနေဒီလေးမโอเคအဲ့ဒါဖြိုးလေးရဲ့အကောင့်အဲ့ဆောဘတူအစ်စ်မဟုတ်ဘူးအဲ့ဆောဘတူပုံစံနဲ့ဖြိုးလေးဖွင့်ထားတာအဲ့ဒါကိုတွားပြီး join လိုက်အမအကောင့် link ချပေးမယ်သူနဲ့ friend ဖြစ်အောင်မချပေးမယ်အောင်လေးမောင်လေးလုံးစရာမလိုဘူးအကောင့်ဟာဟိုမှာဖြိုးလေး sorry ဖြိုးလေးကအခုအကောင့်ဆောပါအကောင့်နဲ့ဒီထဲမှာရှိနေပြီသူ့လုံးမအားသေးလို့ပြောတယ်မောင်လေးမောင်လေးကဘာလာလုပ်မလဲဆိုတော့အဲဟိုဆောပါတူအကောင့်နဲ့ဟိုမောင်လေးကနေပြီးတော့ဆရာကြီးလေတန်းနဲ့ဘောနော်လာစူတဲ့ပုံစံနဲ့ချဲသိလားနော်ဆောပါတူကောင်းနဲ့လာဖြည့်နော်အဲ့မှာကျန်တဲ့မောင်လေးချမ်းကြီးတို့နော်အောင်လေးတို့နော်မောင်မမာတို့ကနှစ်ဖက်စလုံးကိုဘာလို့ညာလို့နာမင်းတို့ဘောမတွေကချနေရလားဘာညာတာကလုံးအမကနေပြီးတော့အဲ့မှာတကယ်မိုက်ကယ်ဇိုးပုံစံမျိုးနဲ့ပြည့်ရမလားမိုက်ကယ်ဇိုးပုံစံနဲ့ဝင်ပြီးတော့အဲ့မှာအောက်ကနေပြီးတော့အဲ့ကောင်အောင်မျိုးမင်းကိုဝင်ပြီးတော့ဆော့ပလို့တီးမယ်ပေါ့နော်အောင်လေးကဘာလာတော့မလဲဆိုတော့အဲ့ဟိုဆောဘာတူအကောင့်နဲ့ဟိုမောင်လေးကနေပြီးတော့ဆရာကြီးလေတန်းနဲ့ပေါ့နော်လာစူတဲ့ပုံစံနဲ့ဖြဲသိလားနော်ဆောဘာတူအကောင့်နဲ့လာဖြဲနော်